ဥရောပစစ်ပွဲရဲ့နောက်ဆုံးနေ့ရက်ဖြစ်တဲ့1945မေလ9ရက်နေ့မှာစစ်ဘေးရှောင်သူတွေကြားတဲ့ကျဲလောင်သွားဟွန်းတီးလာတဲ့နာဇီအလံနဲ့ကားကိုမဟာမိတ်တွေကတားဆီးလိုက်ပါတယ်။ကားပေါ်ကဂျာမန်စကားပြောပုဂ္ဂိုလ်ကြောင့်ကားဆက်ရက်လိုက်ပြီးထောင်စရာအလံဖြူမရှိလို့ကလေးစကတ်စကိုဆွဲဖဲကဒရိုက်တာကအချက်ပြလိုက်ပါတယ်။လက်တွေမြင်တောင်ပြဖို့အမိတ်ပေးနေတဲ့မဟာမိတ်စစ်သားတွေဟာကားနောက်ခန်းကဆင်းလာသူကိုအံ့ဩသွားကြည့်ရင်ဟစ်တလာရဲ့လက်ယုံဖြူဝါနီယာစက္ကန့်မဲ့ဟာမန်ဗီယန်ဂိုရင်ခေါ်ဟာမန်ဂိုရင်ပါလာလို့ရေရုပ်ခဝိတ်ဆောင်အပြည့်နဲ့ဂျာမန်လိုဆင်းပြောနေသူကဘာတွေပြောနေရလဲမေးကြည့်တော့သူ့အိတ်တွေကိုကူတက်ခိုင်းနေရလို့ဘာသာပြန်ပါတယ်။ဝါရှင်တန် DC ကတရားသူကြီးချက်စင်ထန်မနက်3နာရီကြီးရောက်လာတဲ့လူကဟာမန်ဂိုရင်ကိုဩစတြေးလျရက်စတက်မှာအရှင်ဖမ်းမိခဲ့ပြီဆိုတဲ့အခါဒီလူကိုမြင်တာနဲ့ပြစ်တက်ဖို့ရူစပက်နဲ့ချာချေကိုတိုင်သူကန့်ကွက်ထားတာနဲ့စန့်ကျင်အမိတ်ထုတ်ထားတယ်မဟုတ်လားလို့မေးပါတယ်။ဂျက်ဆင်ရဲ့အတွင်းရေးမှုအစီကအပြည်ပြည်ဆိုင်ရာဥပဒေရဲလို့မရှိသေးတဲ့အချိန်မိမိနိုင်ငံရဲ့အပြင်ဘက်မှာစစ်ရာဇဝတ်သားတရားကိုတရားဆက်ဆိုမှုချင်းမရှိတဲ့အပြင်ဝင်ရောက်ဆွတ်ဖက်လို့မရတာကိုအတီးတကျမရှိသေးတဲ့စီရင်ထုံးတွေနဲ့စစ်ဆေးမဲ့ဂျက်ဆင်ဟာဒီတရားစွဲမဲ့ကိစ္စကမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။အခုတရားသူကြီးတွေကလူမျိုးရေးခွဲခြားဥပဒေကိုပြဋ္ဌာန်းခဲ့တဲ့ဂျာမန်ကွန်မန်ဒါတွေကိုတရားဆက်ဆိုမယ်ဆိုရင်ဘာမှုနဲ့လဲမေးတော့ကဘာကြီးကိုကျူးကျော်ရန်ကြံစီမှုဆိုတဲ့ဂျက်ဆင်ဟာသူတို့ကိုတိုက်ခိုက်ခြင်းမရှိတဲ့ဂျာမန်တွေကိုအမေရိကန်ကတရားလိုအဖြစ်နဲ့လာလို့မေးခွန်းထုတ်ပါတယ်။ဂျက်ဆင်ကတော့နိုင်ငံတကာပူးပေါင်းမှုအနေနဲ့ US ဗြိတိန်ပြင်သစ်နဲ့ရုရှားကနိုင်ငံတကာတရားသူကြီး၄ယောက်နဲ့စစ်ခုံရုံးဖွဲ့ကဒီလူတွေဘာလုပ်ခဲ့လဲဆိုတာကဘာကသိဖို့လိုတယ်လို့ဆိုပါတယ်။လူစင်ဘက်ကိုလာနေတဲ့ရထားပေါ်ကဖဲချက်တွေနဲ့ကစားနေတဲ့လူတယောက်ဟာသူရှိကသတင်းစာဖတ်နေတဲ့မိန်းကလေးကိုဖဲတစ်ချက်ရွေးရန်စကားဆပါတယ်။မရွေးချင်တဲ့မိန်းကလေးကိုဒါဆိုသူရွေးမယ်ဆိုကဖဲတစ်ချက်ကိုပြန်ထည့်ပြီးကလပ်ဖန်ထိုးဖို့နဲ့သူရွေးထားတဲ့ကက်ကိုစပိတ်သုံးဖြစ်ကြောင်းပြနေတဲ့လူကိုရှင်ဘသူလဲလို့မေးတော့စိတ်ကျမ်းမာရေးဆရာဝန်လို့ဖြေပါတယ်။ဒီဘက်ခေတ်လျှို့ဝှက်မရှင်တွေမှာဆရာဝန်တွေသုံးနေပြီလားဆိုတော့သူပထမဆုံးလို့ဖြစ်ရင်ဖဲချက်တွေကိုမိန်းကလေးကိုယ်တိုင်မျက်လက်ပညာသုံးခဲ့တာလို့မြောက်ပင်ကချက်ထားပေါ်ကဆင်းလာပါတယ်။သူ့ကိုလာကြိုတဲ့စာချင်းဟောင်ဝီကတက်မှုရုံငန်းကိုပို့ပေးမယ်လို့ပြောနေတဲ့ချက်ထားပေါ်ကမိန်းကလေးကမကြခင်တွေ့မယ်လို့ကပ်ပြောသွားပါတယ်။စစ်ကြီးမပြီးသေးဘူးလို့ယူဆနေတဲ့စာချင်းဟာဒေါက်တာဒေါက်ကလတ်ကယ်လီရဲ့ဘာသာပြန်ဆိုတာကြောင့်ဘာအတွက်စကားပြန်လုံးမှလည်းမင်းနေသူကယ်လီကိုဟိုတယ်ထံခေါ်သွားပါတယ်။တက်မှုဘာတန်ရှိကိုရောက်သွားတော့ဒီနေရာဟာနာဇီထိပ်တန်းကောင်းသောအချို့ကိုဖမ်းဆီးထားတဲ့လျှို့ဝှက်အချင်းထောင်ဖြစ်ပြီးထိုလူတွေကိုမဟာမိတ်စုပေါင်းအဖွဲ့ကတရားစွဲတဲ့မစွဲတဲ့ဆုံးဖြတ်နေချိန်မှာကယ်လီကအချင်းသားတွေရဲ့အဓိကစိုးရိမ်စရာကိစ္စဖြစ်တဲ့ကိုတတ်သိချင်းကစလို့စိတ်ချမ်းသာရေးကောင်းမကောင်းကိုစစ်ဆေးပေးရမှာဖြစ်ပါတယ်။ဟစ်တလာဂိုဘယ်နဲ့ဟင်မလာတို့ကိုဆိုင်ရနဲ့အစိတ်တောင်းနဲ့လက်လွတ်ခဲ့ရတာကြောင့်အခုဟာမန်ဂိုရင်ကိုအနီးကပ်ဆောင်ကြည့်ရမယ်ဆိုတဲ့အခါဂိုရင်ကဒီမှာလားလို့ထပ်မင်းနေသူကယ်လီယာလမ်းမှာခေါ်လိုက်ရင်ခေါင်းတွေပါတွေစောင့်မိသေးတာလို့ရွှဲမိပါတယ်။ဂိုရင်ကိုမိသားစုနဲ့ဖမ်းမိချိန်မှာကန်ဒေါ်လာတန်းခန့်ပစ္စည်းတွေနဲ့အတူဆေးပြားချို့တွေ့ရတယ်ဆိုတာနဲ့ကောက်ဝါကြည့်လိုက်တဲ့ကယ်လီကသူကြိုက်တဲ့အကက်ခဲပြောက်စေအပြင်းသားလို့ဖြေတာကြောင့်နှလုံးရောဂါအတွက်မဟုတ်ဘူးလားမေးနေတဲ့တက်မှုဟာတနေ့ဆေးပြား40လောက်တောက်နေတဲ့ရိုင်းမာရှယ်ကြီးကဆေးသွဲနေတာသိကြတယ်လို့ဖြေပါတယ်။တန်းဖြုတ်ရာကပြန်လာတဲ့ကယ်လီယာသူဟာမန်ဂိုရင်နဲ့ချက်ချင်းတွေ့ကျင်လို့ထိုရိုင်းမာရှယ်ကြီးကြောင့်မေးကြည့်တဲ့အခါလေတက်ဦးစီးချုပ်ဂက်စတာဘိုရဲတပ်ဖွဲ့တည်ထောင်သူ1939မှာဟစ်တလာရဲ့စက္ကန့်သူအဖြစ်သတ်မှတ်ခံရတဲ့စစ်ဘက်ဆိုင်ရာယာတို့အကြီးဆုံးပုဂ္ဂိုလ်ဆိုတဲ့ဂုံပုတ်တွေကြောင့်သူနည်းနည်းလန့်လာပြီလို့ဆိုပါတယ်။အဲဒီနောက်ဆေးပြင်းလိတ်ထန်တောက်နေတဲ့ဂေါ်ရင်းထံဝင်သွားပြီးသွေးခုန်နှုံစမ်းကြည့်နေတဲ့အချိန်သူ့ဆေးတွေလိုချင်ကြောင်းစာချင်းကတဆင့်ဂျာမန်စကားနဲ့တောင်းနေပေမဲ့နှလုံးခုန်လုံးတိုင်းနေတဲ့ကယ်လီကအသက်ရှူမြန်နေတဲ့အကြောင်းဘာသာမပြန်ဖို့မှရင်ဆေးတွေကအကိုက်ခဲပြောက်စေတယ်မဟုတ်လားမေးတော့သူပရမကဘာစစ်တုံးကရော1923မြို့နယ်အာနာသိမ်းပွဲတုန်းကပါတနက်အပြစ်ခံရတဲ့ဒဏ်ရာတွေကြောင့်တောင်းနေရတာလို့ဆိုပါတယ်။ယောဂတတ်တာဘုကဝိချတာပိုးအဆင်ပြေမဲ့ဆိုတဲ့ကယ်လီယာဒုက္ခနာကိုဟာဂျာမနီတနိုင်ငံလုံးမှာအတောက်တင်သုံးလို့ဖြေနေတဲ့ဂေါ်ရင်ကိုဒီကအဆောင်တွေကတော့ဝါတုတ်ကြီးလို့ခေါ်ကြောင်းမျက်နှာကိုတေချာကြည့်ပြောလိုက်ပါတယ်။နောက်ကစကားတွေသာဘာသာပြန်ပေးတဲ့စာချင်းကြောင့်ကယ်လီယာသူနဲ့တငယ်ချင်းဖြစ်နိုင်သူဆိုတဲ့ဂေါ်ရင်ကိုနှုတ်ဆက်ပြီးအပြင်ရောက်လာတော့ကိုအထင်ကြီးနေတဲ့ဒီလူဟာသူဝါတုတ်ကြီးလို့ခေါ်လိုက်တဲ့ကအင်္ဂလိပ်လိုနားလည်ရန်ရှိတာမို့ဒါဟာဘာသာပြန်နေချိန်မှာအဖြေကိုစဉ်းစားကြင်ရအောင်ကြံစီလှည့်သားနေတာကသူ့ကိုအသာသေးရစီမဲ့ထင်နေတာလို့ပြောပြပါတယ်။၃လလုံးစကားပြန်လုပ်ပေးခဲ့ရလို့လူလေကြခံရမှန်သိသွားတဲ့ဟောင်ဝီကဒီကိစ္စဘယ်တော့ထုတ်ပြောမှလဲမေးတဲ့အခါသူ့ကိုယုံကြည်လာမဲ့အချိန်ထိလို့ဖြေပါတယ်။နောက်ထပ်သူတွေ့ရမဲ့လူကတော့ဂျာမန်တပ်ရိုင်းမှာအလုသမားတမကကိုဖျက်သိမ်းကနာဇီဝါဒကိုပုံဖော်ခဲ့တဲ့ဒေါက်တာရောဘတ်လေးဖြစ်ပြီးဖြူဝါကိုအမုန်းတင်တဲ့စာအုပ်ထုတ်ဝေဘူးပေမဲ့ဟစ်တလာကိုရိုင်းရှက်လွန်းလို့စာအုပ်တွေကိုဖျက်ဆီးခဲ့ရတဲ့အထိဖားလုံးသူဖြစ်ပြီးနာဇီအတွက်အလုသမားတွေကိုကြုံပြုတ်ခိုင်းသိခဲ့တဲ့ထိုလူကိုဖမ်းမိတဲ့ကညဝဲအင်ကြီးနဲ့ဒေါက်တာဒက်စတဲမာယာလို့အမည်ပြောင်းလာတာဖြစ်ပါတယ်။ရောဘတ်လေးကသူဟာအခြားအာနာမတ်သူတွေနဲ့မတူကြောင်ပြောရင်ကယ်လီကိုဂျူးနဲ့ရနေတယ်လို့ခွဲခြားပြောဆိုခဲ့ပါတယ်။နောက်တစ်ယောက်ကဗြိတိန်ရစ်တက်ကိုဂျူပုတ်တွေနဲ့အကြီးကျယ်ဒုက္ခပေးခဲ့တဲ့ကာတိုနစ်ဖြစ်ပြီးသုံးပန်းတွေကိုတမိတ်ပေးခဲ့သူထိုနာဇီဝါဒီအကြီးကဲကိုဖမ်းမိလိုက်ချိန်နာဇီရဲ့တပ်ရိုင်းတစ်ခု
လုံးအဆုံးသတ်သွားပြီလို့ဖော်ပြခဲ့ကြပါတယ်။သူ့ကိုရပ်ပေါင်း80လောက်ဖမ်းထားပြီးဘာစစ်ဆေးမှုမှမရှိဘဲထိန်းသိမ်းထားတာကဂျန်နီဗာကွန်ဗန်းရှင်းကိုချိုးဖောက်တာမို့အမှုမဖွင့်ပေးရင်လွှတ်ပေးရန်ပြောဆိုနေပါတယ်။နာဇီခေတ်မှာအဆိုးရွားဆုံးဂျူးစန့်ကျင်ရေးဝါဒဖြန့်ခဲ့သူဂျူလီယက်စထရိုက်ကာဆိုတာဂျူးလူမျိုးတွေရဲ့ပိုင်ဆိုင်မှုကိုသိမ်းယူဖို့လူရင်ဘတ်မျိုးကိုလက်တံပြောင်နဲ့တမ်မဏိလက်သီးနဲ့အုပ်ချုပ်စေခဲ့သူဖြစ်ပြီးယခုကယ်လီကိုလည်းဂျူးလုပ်တွေလုပ်နေသူလို့ဆွဆွဲလောင်ပြောင်နေပါတယ်။ကယ်လီအနေနဲ့ဒီဖမ်းမိသူအားလုံးထဲမှာဟာမန်ကော်ရင်ကတိုင်းတစ်ဖက်ရောက်နေတဲ့ခေါင်းဆောင်တစ်ဖွဲ့အဓိကလူအဖြစ်မှတ်ယူလိုက်ပြီးအစားလျှော့ခြင်းနဲ့လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေခြင်းကတခုခုကြံစီနေသလိုမျိုးမို့သူသာစာအုပ်တုံးရေးပြခဲ့ရင်လို့အတွေးရတာနဲ့မနက်နာရီခွဲကြီးစာကြည့်တတ်ရှိလာလို့ဟောင်ဝီကိုလိုက်ဖို့ခိုင်းပါတယ်။ဟိုတယ်မှာဖမ်းထားသူတွေရဲ့အထုပ်ပတ်တိစာအုပ်တွေတဝက်လောက်ရှိရမယ်ဆိုတဲ့ကယ်လီယာဒီလူတွေရင်ပွင့်လာမယ်ထင်လာမိတော့လူတိုင်းကသူတို့ပြောသမျှကိုနားထောင်စီချင်တာသဘာဝပဲမို့သူတို့အကြောင်းလေ့လာပြီးသူတို့ယုံလာတဲ့အခါရင်ဖွင့်ကြလိမ့်မယ်လို့ဆိုပါတယ်။ကယ်လီအနေနဲ့တကဘာလုံးကိုသိမ်းယူနိုင်လို့နေပါအထိဒီလိုပြစ်မှုတွေကျူးလွန်ခဲ့တဲ့မကောင်းဆိုးဝါးစိတ်ကိုခွဲခြားစိတ်ဖြာလို့နေပြီးဂျူးလူအားပေးစခန်းတွေကကြားထားသလိုမဟုတ်တဲ့အခြေအနေမို့ဂျာမန်တွေကိုဘယ်ရာကကွဲပြားစေတာလဲဆိုတဲ့အဖြေရှာရမယ်လို့ဆန္ဒပြင်းပြနေပါတယ်။ဟိုတယ်ပြန်ရောက်လာတော့ဟာမန်ကော်ရင်အသက်ရှူကျက်နေတယ်ဆိုတာနဲ့ကယ်လီကပဲတာမန်အက်စပရင်ဆေးပြပေးရန်တောင်းကဂေါ်ရင်ကိုအသက်ရှူခိုင်းမိမယ်သူ့မိမဓာတ်ပုံစီကိုသာလက်လန်းနေပါတယ်။အဲ့ဒီနောက်ဟောင်ဝီယူလာတဲ့ဆေးပြကိုထွေးထုတ်နေတဲ့ဂေါ်ရင်ဟာသူ့ဘာတပြားစားပြလိုက်တဲ့အခါမှာလိုက်စားပြီးသွေးခုန်လုံးလေးကပုံမှန်ပြန်ဖြစ်သွားပါတယ်။သဘောကျသွားပြုံးရည်နေတဲ့ကယ်လီကိုဘာကြောင့်လဲမေးတော့သူငါ့ကိုတန်းကီလို့ပြောလိုက်ကြောင်းရှင်းပြပါတယ်။ဝါရှင်တန်ကပါတီမှာတော့တရားခွင့်ဆိုတာနာဇီတွေလုပ်ခဲ့တဲ့အရာကိုချပြခွင့်ပေးလိုက်ရမှာဆိုတဲ့တရားသူကြီးနှစ်ယောက်ဟာသူတို့ပြောသမျှနားထောင်ရမှာဘာကြောက်စရာလိုလဲလို့ဂျက်ဆင်ကပြန်မေးပါတယ်။စစ်ပွဲကိုအနိုင်ရထားသူတွေပြီးနာဇီတွေရဲ့ထွက်ဆိုချက်ကြောင့်ကဘာပေါ်ကဂျူးစန့်ကျင်ရေးသမားတွေအတွက်လှုပ်ရှားမှုဖြစ်လာရင်ဂျက်ဆင်ကတာဝန်ယူနိုင်မှာလားမေးကရုရှားတို့နီးတူနာဇီတွေကိုတတ်လိုက်ဖို့အကြံပေးသွားပါတယ်။သို့ပေမဲ့သူအခန်းထဲပြန်ရောက်တော့စတာလင်ကိုသမ္မတထရူမန်ကဆက်သွယ်အသိပေးခဲ့တာကြောင့်တရားခွင့်ကိုလက်ခံလိုက်တဲ့အကြောင်းစစ်ဥပဒေချုပ်ရုံးကအသိပေးလာပြီးဗိုလ်ချုပ်ကြီးအိုင်ဆင်ဟောင်ဝါကလည်းမစစ်ဆေးပဲကြိုးပေးမဲ့ကိစ္စကိုသဘောမတူဘူးလို့ဆိုပါတယ်။မင်းဆက်တွေခြေထားတဲ့ကပ်ပြားအချို့နဲ့နာဇီတို့ရဲ့စိတ်အခြေအနေကိုစစ်ဆေးတဲ့အချိန်ဟာမန်ကော်ရင်ကကယ်လီအတွက်အထောက်အကူဖြစ်ရင်အင်္ဂလိပ်လိုပြောပြလို့ရကြောင်းဝန်ခံလာပြီးရေတပ်ခေါင်းဆောင်ကမင်းဆက်တွေကိုတော်ပီဒိုလို့မြင်နေသလိုဆရာဝန်ကတော့ဂျူးမိမအင်္ဂါလို့ရွေးဖြေကြပါတယ်။အမေရိကန်တို့ဘက်မှာတော့တရားစွဲဖို့လက်မခံပဲအလင်းမြန်ကွက်မြတ်ဖို့သာဆန္ဒရှိနေရကြောင်းသမရကိုအပူကတ်ခိုင်းမိမယ်လွတ်တော်ကကန့်ကွက်နေတဲ့ကိစ္စမှာသမရကိုနားချနိုင်မဲ့ပုတ်ရဟမင်းကြီးဗိုင်းရပ်စ်နဲ့တွေ့တွေ့ပါတယ်။တမိုင်းမှာအသင်းတော်ရဲ့ထောက်ခံပေးမှုနဲ့တရားခံတွေကိုတရားစွဲဆိုနိုင်မဲ့ကိစ္စအတွက်ပုတ်ရဟမင်းကြီးကိုအကူအညီတောင်းတော်လဲလူသားဥပဒေကဖျားသခင်အဆုံးအမထက်ပိုအရေးကြီးတဲ့ထင်နေသူဂျက်ဆင်ကိုဘာသာရေးကိုင်းဆိုင်ယုံကြည်သူမဟုတ်လို့အသင်းတော်ဘက်ကမထောက်ပံ့ပေးနိုင်ကြောင်းညင်ပါတယ်။ညာခွက်ကိုကိုင်းလာတဲ့ဂျက်ဆင်ကတော့1933မှာဟစ်တလာနဲ့ပုတ်ရဟမင်းကြီးကရိုင်းကိုကော့စ်အမည်ရသဘောတူညီချက်မှာဂျာမနီကကက်သလစ်ဘုန်းတော်ကြီးတွေနိုင်ငံရေးမှာပါဝင်ခြင်းမပြုရန်ထောက်ခံခဲ့ပြီးဂျူးတွေဘက်မှာတော့အဲ့လိုလုပ်ပေးမဲ့လူမရှိခဲ့တာဝမ်းနည်းစရာပဲလို့ဆိုပါတယ်။1933ကရောအခုရောအရှင်ဟာနာဇီတို့ဘက်ကရက်တီခဲ့တာလားစန့်ကျင်ခဲ့တာလားဆိုတာကိုလူတွေအမှတ်ရနေလိမ့်မယ်လို့အကြက်ကင်ခဲ့လိုက်ပါတယ်။လေရင်ပေါ်မှာတရားခွင့်ဖြစ်လာတော့မဲ့အကြောင်းကယ်လီကအသိပေးတဲ့အခါဂေါ်ရင်တယောက်သူ့လူတွေကိုလှည့်ကြည့်ရင်ဖြစ်တဲ့နာပေါ်လို့ရေရွတ်လိုက်ပါတယ်။ကယ်လီကိုထိုင်မအောင်လို့တောင်းဆိုကသူ့ကိုစစ်ဆေးခဲ့တဲ့မင်ကတ်တွေရဘလို့ထင်လဲလို့မေးတော့ခမည်းညံကောင်းသလိုကိုအလွန်မေးချစ်တတ်ပြီးကဘာကြီးကိုသိမ်းပိုက်ဖို့အထိရန်လိုစိတ်ရှိသူဆိုတဲ့အခါကက်တွေကဘာမှတင်ပြမပေးနိုင်ပါဘူးလို့ညင်ရင်သူ့ကိုမျက်လှည့်ပြပေးရန်တောင်းဆိုပါတယ်။ငွေတင်းကားတစ်ပြားနဲ့ဖျော်ပြပြခဲ့တဲ့ကယ်လီကိုအရန်ကောင်းတယ်လို့ချီးကျူးရင်သူလည်းတနေ့ကျရင်ကျိုးစင်ပေါ်ကလွတ်မြောက်သွားတယ်ဆိုတဲ့မျက်လှည့်ပြမယ်လို့ကယ်လီကိုတေချာပြောပါတယ်။ဗန်မျိုးကြီးမှာအကောင့်တိုင်းကျန်တာကတရားရုံးပဲဖြစ်ပါတယ်။ဒါတော့မဟာမိတ်လေတက်ကြောင့်အမိုးတွေပျက်စီးပြိုကျနေပြီဖြစ်လို့လူ600ဆန်းနဲ့တရားခွင့်ဖြစ်လာသေးရန်နာဇီတို့နောက်ဆုံးခုခံခဲ့တဲ့နေရာကြီးကိုပြုပြင်မယ်လို့ဂျက်ဆင်ကရှင်းပြပါတယ်။အနားရောက်လာတဲ့ဗီးတိန်ဘက်ကမတ်ဆွဲဖိုက်ဟာလှပတဲ့မျိုးတွေအများကြီးရှိတဲ့အထက်ကမှဒီဘုံသင်အခွန်လွတ်ကြီးထဲမှာနာဇီတွေကိုစစ်သေးကျင်လာလားမိကသူတို့လိုအပ်တာကအကျဉ်းသား1200ဆန်းနဲ့ထောင်မဟုတ်ပဲနာဇီခေါင်းဆောင်22ယောက်ထဲကိုဥစွာတရားစွဲရမှာဖြစ်ပြီးအခုကိစ္စသာမအောင်မြင်ခဲ့ရင်နောက်တရားခွင့်ဆိုတာတွေရှိလာတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။မတ်ဆွဲဖိုက်အနေနဲ့ဒီတရားရုံးကိစ္စဦးဆောင်သူဂျက်ဆင်ကိုလူတွေအမြင်မကြည့်ဖြစ်နေကြောင်းကြားထားပြီးအခြားရှင်းနေတွေရဲ့အကြံပြုချက်မယူပဲတယောက်တည်းအစီရင်ခံသာရေးနေသူဂျက်ဆင်ဟာအပြေးဝမနိုင်ရင်ရှုံးတာနဲ့တူတဲ့သဘောမျိုးတရားခွင့်အတွက်ပြည်စုံအောင်စီစဉ်ထားရန်အကြံပေးပါတယ်။နာဇီတရားခံ22ယောက်ကို9ပေ73ပေရှိတဲ့ကွန်ကရစ်အခန်းနဲ့ဖနက်ကျိုးနဲ့ခပ်ပတ်လို့ကိုတပ်သိမဲ့ပစ္စည်းနဲ့စပရိတ်မပါတဲ့ကောက်ယူမှုရသာထားပြီးမဲ့အကြောင်းကာနယ်ဘာတွန်ကအ
အသိပေးပြီးနောက်ထောင်ထဲကိုပို့လိုက်ကြပါတယ်။စုပ်ပြတ်နေတဲ့ထောင်ခန်းကြောင့်စိတ်ပြတ်အားငယ်သွားသူကဒေါက်တာရောဘတ်လေးဖြစ်ပြီးဂေါ်ရင်းကတော့ဒါကမှနာသီအချင်းစခန်းပီတာတာလို့ရေကျွနေပါတယ်။ကယ်လီတောင်မသိသေးတဲ့တရားသူကြီးရောဘတ်ချက်ဆင်ကြောင့်ပြောနေသူဂေါ်ရင်းကသူ့ကိုအနိုင်ယူဖို့ကြိုးစားခဲ့သူတွေကြောင့်နာမည်စင်းစာအုပ်တောင်ရှိဘူးပေမဲ့အနိုင်ရသူမရှိသေးတဲ့အပြင်ယခုလိုလက်နက်ချအညံ့ခံခဲ့တာကလည်းသူနေကျင်တဲ့နေရာအတိအကျလို့ပြောပြပါတယ်။ဒီတော့တရားစွဲဖို့အချိန်နီးကပ်လာလေလွတ်မြောက်မယ်လို့ဂျုံကြီးချက်ပြင်းပြလာလေဖြစ်တဲ့ဟာမန်ဂေါ်ရင်ဟာပိုရင်းနှီးဖို့နီးလန်းရှာမဲ့အနေနဲ့ရူဒိုဟတ်စ်ကိုအသုံးချမယ်လို့ဆိုပါတယ်။ဟစ်တလာနဲ့ဂေါ်ရင်ပြီးရင်တတိယမြောက်ဆက်ခံမဲ့ရူဒိုဟတ်ဆိုတာဟစ်တလာရဲ့မိုက်ခတ်စာအုပ်ကိုကူရေးပေးခဲ့တဲ့အယုံကြည်ရသောနောက်လိုက်တစ်ယောက်ဖြစ်ခဲ့ပြီးထောင်ထဲကဂေါ်ရင်ကိုမြင်တာနဲ့နာသီအလေးပြုံပြင်နေသူဟာသူ့ထောင်ထဲမှာဒီလိုလာမလို့ရန်ကာနယ်ကတတိပေးပါတယ်။1941မေလ10ရက်နေ့တုန်းကဥရောပနဲ့ရုရှားစစ်မျက်နှာအတွက်ဟစ်တလာအကြိတ်ရိုက်နေတဲ့ကာလမှာဟစ်တလာကိုမျက်နှာလှုပ်ချင်တဲ့ရူဒော့ဖ်ဟာဗြိတိန်ကိုလေယာဉ်နဲ့တယောက်တည်းပြန်တန်းသွားခဲ့ပြီးဂျာမနီနဲ့ဗြိတိန်ကြားငြိမ်းချမ်းရေးဆွေးနွေးဖို့ကြိုးစားခဲ့ပေမဲ့စကော့တလန်လယ်သမားတွေဝိုင်းတွေ့တာခံခဲ့ရပြီးနောက်ဝေစတန်ချာချီကိုထုတ်ပယ်ကရုရှားကိုအတူတိုက်ထုတ်ပြီးနှစ်နိုင်ငံငြိမ်းချမ်းရေးအတွက်လာတဲ့ဆိုတဲ့ဒီဦးရဖားရကိုဗြိတိန်အစိုးရကဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံနေရတဲ့ကာလမှာအတိတ်မေ့ကျင်အောင်ဆောင်ခဲ့တဲ့ရူဒော့ဖ်ဟာ1945ဇူလိုင်လနောက်ပိုင်းကျမှချက်ချင်းယောဂသက်သာသွားပါတယ်။မိတ်ဆွေဟောင်းတယောက်ကိုသူရှိရထံခေါ်လာတဲ့ကိစ္စမှာသူ့အတွက်ဘာအကျိုးမြတ်ရှိမလဲဆိုတဲ့ဂေါ်ရင်ကသူ့မိန်းမနဲ့သမီးထံစာပို့ပေးဖို့တောင်းဆိုတဲ့အခါရူဒော့ဖ်နဲ့အရင်တွေ့ပြရမယ်လို့ဆိုပါတယ်။အဲဒီနောက်အတိတ်မေ့ကျင်အောင်ဆောင်ခဲ့တဲ့ရူဒော့ဖ်ကိုသူ့ကိုမှတ်မိလာမရင်မင်းရဲ့ငါရဲ့အဒေါ့ဖ်ရဲ့ဟာအင်မာယာတစ်ခုကိုအုပ်ချုပ်ခဲ့တာလို့ပြောပြတော့တငယ်ချင်းဖြစ်နိုင်ခဲ့ပေမဲ့သူမမှတ်မိတော့ဘူးလို့ဖြေတဲ့ရူဒော့ဖ်ဟာလိန်နေတာဖြစ်ပြီးထောင်ထဲရောက်ခသားမှာတော့သူ့ကိုအလေးပြုခဲ့သေးတယ်လို့ပြောပြပါတယ်။အဖြေမရပေမဲ့သဘောတူညီချက်အတိုင်းဂေါ်ရင်ရဲ့ဇနီးနဲ့သမီးထံစာပို့ပေးဖို့ထွက်လာကြပြီးကြိုတင်စုံစမ်းထားတဲ့ဟောင်ဝီကလိုက်ပို့ပေးပါတယ်။မိဘတွေမကြိုက်လို့ဆေးလိပ်မတော့ပေမဲ့ဆေးလိပ်ဘူးအမြဲဆောင်ထားတဲ့ဟောင်ဝီကအရာရှိတွေနဲ့ပေါင်းတင်ရအဆင်ပြေအောင်ဆောင်ထားကြောင်းရဲ့စစ်ကြီးပြီးသွားရင်ပြန်တော့မယ်ဆိုတာကြောင့်စစ်ပွဲကပြီးသွားပြီလို့တတိပေးတဲ့အခါတိတ်မလို့တော့ပါဘူးလို့ဖြေပါတယ်။ဂေါ်ရင်ရဲ့မိမထံရောက်တော့သူဟာထောင်ထဲကစိတ်ကြမ်းမာရေးဆရာဝန်ဖြစ်ကြောင်းနဲ့ဂေါ်ရင်ကစာပေးခိုင်းလိုက်ကြောင်းအသိပေးတဲ့အခါသူနေကောင်းရဲ့လားလို့မေးပါတယ်။သမီးဖြစ်သူအတာကသူ့အဖေတငယ်ချင်းဆိုတဲ့ကယ်လီကိုပြေးဖက်ပြီးအဖေနေကောင်းရဲ့လားမေးနေရကြောင်းသမီးအတွက်လည်းစာပါတယ်လို့ပေးလိုက်ပါတယ်။ထိုအိမ်ကပြန်ကန်ဒီအမီကအပြေးလိုက်လာကစာယူသွားပြီးပါဆိုတာနဲ့အပေါ်ကချောင်းကြည့်နေတဲ့ကလေးကြောင့်ယူလာခဲ့ပါတယ်။အချင်းတော်ရှေ့ပြန်ရောက်လာချိန်သတင်းသမားတွေအပြည့်ရောက်နေလို့ဘာဖြစ်တာလဲမေးတော့တရားခံတွေကိုတရားစွဲတော့မဲ့အမိတ်ကြလာကြောင်းကာနယ်ကအသိပေးကပထမဆုံးဟာမန်ဂေါ်ရင်ကိုမဟာမိတ်၄နိုင်ငံမှာငြိမ်းချမ်းရေးချိုးဖောက်မှုစစ်ရသွေးမှုလူသားမျိုးနွယ်ပေါ်ကျူးလွန်မှုနဲ့ပူးပေါင်းကြံစည်မှု၄မှုတို့ဖြင့်တရားစွဲမဲ့စွဲချက်မိတူပေးရပါတယ်။နောက်ထပ်စထရိုက်ကာကိုလည်းထိုတိုင်းသိပေးပြီးဒေါက်တာရောဘတ်လေးထံရောက်လာတော့သူဘသူ့ကိုမှမတတ်ခဲ့ကြောင်းတုံလို့စွာညင်းနေရမို့စိတ်အေးအောင်ဝင်ထိန်ပေးခဲ့တဲ့ကယ်လီပါအထိုးခံခဲ့ရပြီးသူ့ကိုရာဇဝတ်သားလို့ဆက်ဆက်မနေပဲပြစ်တက်လိုက်လို့တောင်းကြနေပါတယ်။ညဘက်ဒဏ်ရာကိုခြေခဲကပ်နေတဲ့ကယ်လီထံရထားပေါ်မှာတွေ့ခဲ့တဲ့လီလာကလျှို့ဝှက်မရှင်ဘလို့နေလဲမေးကသူမဟာနာဇီခေါင်းဆောင်တွေကိုဆွဲချက်တင်မဲ့ကိစ္စအတွက်သတင်းတောက်တွေနဲ့လာတာဖြစ်ကြောင်းရှင်းပြရင်ဒီမျိုးဟာကမ္ဘာအကြီးကျယ်ဆုံးပြပွဲဖြစ်လာတော့မှမို့ပြင်ဆင်ထားရန်မှာသွားပါတယ်။အဲ့ကျဲဆမ်းမိတဲ့စာကိုဂေါ်ရင်ထံသွားပြီးတဲ့အခါခြေသူတင်ပါတယ်လို့ဆိုပါတယ်။ရာသူနှစ်ရဲ့အကြီးကျယ်ဆုံးတရားခွင်ဖြစ်လာမဲ့ပွဲအတွက်လူတွေစုဝေးရောက်ရှိနေကြပြီးနာဇီခေါင်းဆောင်တွေကိုတရားခွင်ထံခေါ်ဆောင်မဲ့ဥမင်လိုင်ကောင်းတစ်ခုဆောက်လုပ်ထားတဲ့အပြင်ပြန်လည်မုန်းမှန်နေတဲ့တရားရုံးမှာဟစ်တလာကိုချစ်မြတ်နိုးတဲ့ဂေါ်ရင်ရဲ့အပေါင်းပါတွေနဲ့မဟာမိတ်တို့ကြားဘသူအနိုင်ရပြီးဘသူလွတ်မြောက်သွားမလဲလို့ထုတ်လွှင့်နေပါတယ်။ဂျက်ဆင်တို့ဘက်မှာတော့1940တုန်းကနာဇီတို့ဒိန်းမတ်နဲ့နော်ဝေးကိုကျူးကျော်ခဲ့တဲ့ဝက်ဆာရူဘန်စစ်စင်ရေးဟာဗြိတိန်တို့ကနော်ဝေးကိုကျူးကျော်မှာစိုးရင်လို့ဂျာမန်တို့ကလက်ဦးမှုယူခဲ့တဲ့ဆိုတဲ့ရည်ရွယ်ချေပမှုဟာမတ်စဝဲဖိုက်ကတော့သူတို့ဘက်ကနာဇီရန်ကိုဟန့်တာဖို့နော်ဝေးမှာစစ်ကန်ချမဲ့ရွေချက်ရှိခဲ့မှုကြောင့်ထောက်ပြပါတယ်။ဒါကြောင့်စာရွက်စာတမ်းတပ်တွေအသေးအံစုဆောင်းနေတဲ့နာဇီရှင်းတွေဘယ်ခြေလန်းလန်းနေတယ်ဆိုတာကိုသိကျင်တဲ့ဂျက်ဆင်တယောက်ဒေါက်တာကယ်လီနဲ့တွေ့တွေ့ပါတယ်။ကမ္ဘာကြီးဆုံးအားကစားကွင်းဖြစ်ဖန်တီးထားတဲ့ဒီနေရာမှာဟစ်တလာဟာလူစုလူဝေးနဲ့နာဇီပါတီတစ်ခုလုံးကိုနှစ်ဆင့်မိတ်ကွန်ပြောခဲ့ပြီး1939တုန်းကဂျူးလူမျိုးတွေအပေါ်ခွဲခြားဆက်ဆံဖို့ဖိနှိပ်အနိုင်ကျင့်မှုအတွက်နုရင်ဘတ်ဥပဒေကိုကြေညာခဲ့တဲ့နေရာလည်းဖြစ်ကြောင်းပြောပြပါတယ်။ဂျူးလူမျိုးတွေကိုနိုင်ငံသားအဖြစ်ရုပ်သိမ်းရင်ဂျာမန်နဲ့ဂျူးလက်ထပ်မှုကိုတားမြစ်ခြင်းဖြင့်မျိုးရိုးဗီဇညဉ့်ညံ့မှုကိုကာကွယ်ရန်ဥပဒေအပြင်စေယုံတရားကူတာခွင့်စာတင်ကျောင်းနဲ့ဗန်းကြံကမ်းခြေတွေကိုဂျူးလူမျိုးမလာရဆိုတဲ့အရာအလုံးကိုဒီမြေကြီးပေါ်မှာကြေညာခဲ့တဲ့ဆိုတဲ့တရားသူကြီးဟာသူ့စီကဘာလို့ကျင်တာလဲလို့မေးပါတယ်။ကယ်လီရဲ့အချင်းသားလူနာတွေသူတို့ရှင်းတွေကိုဘာပြောခဲ့တယ်။တရားခွင်မှာဘလို့ခုခံမလဲဆိုတဲ့စကားတွေကိုနိုင်ငံအတွက်တာဝန်ကြီးအောင်ထောက်လှမ်းခိုင်းမိမယ်။ကယ်လီကတော့ဆရာဝန်နဲ့လူနာကြားကသစ္စာ
ကိုမဖောက်ပြတ်လို့တဲ့အတွက်မတမာတဲ့နီလန်းတွေနဲ့အလုရှုပ်ခံနေမဲ့အစားလူတိုင်းလူချင်းတို့ဘာလို့သူတို့ကိုပြစ်မတတ်လိုက်တာလဲလို့ပြန်မိပါတယ်ပြီးခဲ့တဲ့ပရမကဘာစစ်ကြီးတုန်းကသူတို့ဟာဂျာမနီကိုဒူးထောက်သိက္ခာချခဲ့ပြီးဂျာမန်တွေမတက်နိုင်တဲ့ရော်ကြီးမတန်တဆနဲ့ဖိနှိပ်ခဲ့တဲ့အမုန်းတရားကြောင့်ဆယ်စုနှစ်နှစ်ခုအကြာမှာကဘာကိုသိမ်းပိုက်မဲ့နိုင်ငံပြန်ဖြစ်လာခဲ့ပါတယ်အခုတစ်ခါသူတို့သာမှန်မှန်ကန်ကန်နဲ့အဆုံးမတတ်နိုင်ခဲ့ပဲနောက်15နှစ်လောက်မှအင်အားကြီးနိုင်ငံထပ်ဖြစ်ခွင့်ပေးလိုက်ပါကမဟာမိတ်တွေတတိယကြိမ်အနိုင်ရဖို့မသေးကြနိုင်ကြောင်းအသိပေးပါတယ်ဒီတိုင်းပြစ်တက်ဖြည့်ရှင်းလိုက်တာကတရားခံတွေကိုဂျာမနီရဲ့သူရဲကောင်းအဖြစ်ရုပ်ထုတွေဂုံပြူတချင်းတွေနဲ့ဖော်ကျူးမှုတွေအဖြစ်မခံနိုင်တဲ့အတွက်ဟာမကော်ရင်ဘာတွေလုပ်ခဲ့တဲ့ဆိုတာကဘာကိုချပြနိုင်မှသာဒါမျိုးတွေထပ်ဖြစ်မလာမှာလို့ဆိုပါတယ်အခုလိုကယ်လီကိုခေါ်လိုက်ရတာကလူအသက်တန်းပေါင်းများစွာမဆုံးရှုံးခင်ကစတင်ချမှတ်ခဲ့တဲ့ဥပဒေကြောင့်ဖြစ်လာတဲ့စစ်ပွဲကိုတရားခွင့်မှာအဆုံးသတ်နိုင်ဖို့သူအသင်းဖြစ်နေမှရမယ်လို့တောင်းဆိုပါတယ်ဒါကြောင့်ဂေါ်ရင်းကိုစေးပင်းလိုက်တိုက်ရင်ဟစ်တလာဆိုတာမအောင်မြင်တဲ့ပကြီးစရာတယောက်စစ်သားကောင်းတယောက်လည်းမဟုတ်ခဲ့ပဲဘာလို့သူ့ကိုလေးသားကိုးကွယ်ကြတာလဲမေးတဲ့အခါပရမကဘာစစ်ကြောင့်လဲပြို့သွားတဲ့ဂျာမနီကိုနောက်တစ်ကြိမ်ပြန်လဲဥမောလာသေးမဲ့လူတယောက်ပေါ်လာခဲ့ရင်မင်းရောအဲ့လိုလူမျိုးနောက်ကိုမလိုက်ဘူးလားလို့ပြန်မေးပါတယ်သူဟစ်တလာကိုစတွေ့ခဲ့တဲ့ကာလ1920မှာပြင်သစ်တို့ဝမ်းဝါနေတာကဂျာမန်ရဲ့နာကျင်မှုနဲ့ဖြည့်တင်းထားတာမို့ပြန်လဲချင်းချောက်ချင်းရင်လက်နက်တက်ဆင်ကြပါဘာဆိုင်စာချုပ်ကိုဖျက်သိမ်းကြပါဆိုတဲ့မိကုံနဲ့တင်သူအမျိုးသားဆိုရှယ်လစ်ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်ဟစ်တလာရဲ့ဂျူးဆန်းကြီးဝါဒဟာစီးစရာဖက်နှက်တောင်မရှိလို့ပုံချစရာလိုနေတဲ့လူတို့အတွက်လက်တွေ့အသုံးဝင်ခဲ့ပြီးစစ်သားဟောင်းနဲ့မန်းပါဝါအပြည့်ရလာကြောင်းရဲ့ကယ်လီထက်မီတဲ့နာဇီအချင်းစခန်းတွေကရောဆိုတဲ့မိကုံကိုတော့ဒါတွေကနိုင်ငံရဲ့အတိုက်ခံတွေအတွက်အလုစကန်ဖြစ်တတ်မှတ်ဖို့သာသူသဘောတူခဲ့တာလို့ဖြေပါတယ်ပလဲစိတ်ကန်တိုက်ခိုက်ခံရတဲ့ကမင်းတို့အမေရိကန်တွေလည်းဂျပန်တွေကိုအဲ့လိုနေရာပို့ခဲ့တာပဲမို့အကယ်၍ကြားထားတဲ့အတိုင်းသာဖြစ်ခဲ့တဲ့ဆိုရင်ဟင်မလာနဲ့ရိုင်းဟက်ဟိုက်ဒရစ်တို့ဟာဂျာမန်အင်ပါယာအတွက်ကြီးမားတဲ့အမဲသက်တွေပဲလို့ဆိုပါတယ်ဒီတော့အလုစကန်ရဲ့တာဝန်ရှိသူဟာဟင်မလာသာဖြစ်ပြီးလေတက်ချုပ်ကိုရင်းနဲ့မသက်ဆိုင်တဲ့အကြောင်းတွေကိုတရားသူကြီးထံသွားပြောတော့နာဇီတွေဘက်ကကာကွယ်ပြောမနေနဲ့ဆိုတဲ့ဥပဒေအရရှိရာသူဟာလူနာတွေကိုခွဲခြားစိတ်ဖြာနေခြင်းသာဖြစ်လို့ဂေါ်ရင်းဟာဂျာမနီရဲ့ခေါင်းဆောင်လုပ်ချင်တဲ့စိတ်ကြီးဝင်နေသူမို့ဂျူးတွေဘလို့တည်လဲသူစိတ်ဝင်သားဘူးလို့ထောက်ပြပါတယ်ရုံဖို့ခက်ခဲတဲ့ဆိုတဲ့ချက်စင်ကိုလည်းခင်ဗျားတို့ဒီတိုင်းသာဆက်သွားရင်တရားခွင်မှာဝါမျိုးခံရလိမ့်မယ်လို့ချိန်သွားခဲ့ပါတယ်ကယ်လီကိုထိုးမိခဲ့လို့ပြန်တောင်းမှနေတဲ့ဒေါက်တာလေးကမကြခင်အားလုံးပြီးသွားမှာပါဆိုတဲ့အတွက်တိတိတတ်တာတင်းငိမ့်လာတယ်လို့မှတ်ချက်ရေးနေတော့မယ်အချက်ပေးတဲ့အနေနဲ့အတူအတွင်းကဘောင်းမီကိုကိုက်ပြီးမျက်နှာတုပ်ပွားနဲ့ကြိုးသွဲချသွားပြီဖြစ်ပါတယ်ဒီအတွက်ကယ်လီရဲ့လူနာတွေအပေါ်ယူဆချက်တွေဟာမမှန်ဘူးလို့ဆုံးဖြတ်ခါနောက်ထပ်စိတ်ကျန်းမာရေးဆရာဝန်ဖြစ်တဲ့ဒေါက်တာဂေးဘတ်ကိုခေါ်ယူလိုက်ပါတယ်ဟာမကွန်ရင်ထံကိုတက်တိသူတွေကိုဘလို့မြင်လဲမေးတော့တတိကြောင့်သူတွေရဲ့နောက်ဆုံးထွက်ပေါက်လို့ဖြေပါတယ်ဒေါက်တာလေးသိပြီးကလေးကအခက်ခဲဖြစ်နေပုံရတဲ့ကယ်လီကိုမင်းရဲ့မဟာမိတ်တွေဆိုတိုင်းမင်းဘက်မှာရှိနေတာမဟုတ်လို့အကာအကွယ်ယူဖို့လိုနေကြောင်းတတိပေးရင်သူ့သက်ကြောင့်ကိုပြန်ပြောပြပါတယ်တန်တမန်တယောက်ဖြစ်တဲ့သူ့အဖေဟာအာဖရိကမှာတာဝန်ကျခဲ့တဲ့ကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ဂျူးလူမျိုးဟာမန်ဖုန်အန်စတိုင်းနဲ့ဆုံခဲ့ပြီးသူ့နာမည်ကလည်းဂျူးတယောက်ရဲ့နာမည်လို့ဆိုပါတယ်အရန်ချမ်းသာတဲ့ဦးလေးအက်စတိုင်းကိုသူအရန်ချစ်ခဲ့ရပြီးသူ့အသက်6နှစ်မှာဓမိသားစုလုံးကိုရဲတိုက်စီခေါ်တင်ထားနိုင်တဲ့ဦးလေးဖြစ်သူဟာသူ့အဖေကိုအောက်ထက်အခန်းချင်းလေးမှာနေသေးခဲ့ပြီးအပေါ်ထက်ခန်းထားတဲ့အိတ်ခမ်းတစ်ခုကသူ့မိခင်ထံကိုတော့ကူးလွှားခတ်နေတဲ့အထိချမ်းသာသူမို့ဒါကပဲကိုလူဆိုတိုင်းကိုဘက်မှာမရှိရတဲ့အကြောင်းရင်းလို့ဥပမာပေးပါတယ်အသေးရောက်လာတဲ့ဒေါက်တာဂေးသက်ဟာနှစ်ပေါင်းများစွာအတိတ်မင်းနေရလို့လိန်ညာခဲ့သူရူဒိုဟတ်စ်ကိုယုံကြည်မိခဲ့သူဖြစ်ပြီးအခုသူရောက်လာတာကကယ်လီရဲ့ရည်ရွယ်ချက်အတိုင်းနာဇီခေါင်းဆောင်တွေအကြောင်းစာအုပ်တူရေးဖို့ဆိုတာကြောင့်စစ်ဆေးမှုအောင်မြင်ပါစေလို့သာပြန်ပြောခဲ့ပါတယ်အမ်မီရဲ့အိမ်ကိုဝင်ထွက်သွားလာနေတဲ့ကယ်လီတယောက်ဂေါ်ရင်းရဲ့သမီးအတာကိုမျက်လက်ပြခဲ့ကြောင်းဂေါ်ရင်းထံပြန်ပြောပြတော့သူ့ကိုလည်းတင်ပေးသားမှာလို့ဆိုပါတယ်ဒါကြောင့်လူတွေယုံကြည်အောင်ပြုလုပ်ရတဲ့အကျွေးသီးမျက်လက်နီးကိုတင်ပြပေးပြီးဓာတ်ကွက်ဆုံးသွားရင်အဘရာဂါဒါဘရာကျိမဟုတ်ပရက်စတိုဆိုတဲ့မန်မုံမန်နန်တစ်ဖွဲ့ကြိုက်တယ်လို့ပြောနိုင်ကြောင်းတင်ပြပေးပါတယ်အပြင်ထွက်လာတော့ဂေါ်ရင်းနဲ့တွေ့တိုင်းသူ့ကိုယ်တော်မခေါ်တော့လို့ဟောင်ဝီကတန်တရားနဲ့မေးခွန်းထုတ်နေတဲ့အတွက်တခုခုလေးလာနေကြောင်းသာစကားဖြတ်ခဲ့ပါတယ်။နောက်တည့်ရက်တရားခွင်မှာဘလို့ခြေပမှလည်းမေးနေသူကယ်လီယာတငယ်ချင်းအနေနဲ့လာလို့ပြန်မေးရင်မနှက်ပြန်အတန်နာခံသာတင်မဲ့ချိန်ကြီးညာချက်ဖတ်ရတဲ့အခါသူလုံးသမျှတာဝန်ယူမှဖြစ်ပေမဲ့သူများကျူးလွန်ထားတဲ့ကိစ္စကိုတော့တာဝန်မယူကြောင်းထွက်ဆိုမှလို့ပြောပြပါတယ်။ဒါကြောင့်မနှက်ပြန်အတွက်အသင့်ပြင်နေတဲ့တရားခွင်တွေကဂျက်ဆင်ထံဂေါ်ရင်းဖတ်ပြမဲ့ကြီးညာချက်ကိုပေးခဲ့လိုက်ပါတယ်။မနှက်9နာရီစားမဲ့တရားခွင်ထံအစစ်ဆေးခံရမဲ့နာဇီခေါင်းဆောင်တွေဟာဂေါ်ရင်းရဲ့စကားကိုငြိမ်သက်စွာနားထောင်နေကြပြီးတီးတန့်ဇင်းကြံလန်းကနေလိုက်လာကြပါတယ်။အပြင်ကအော်ဟစ်နေသူတွေကိုဂျာမန်စကားနဲ့အော်ဟစ်ခက်လိုက်ပြီးကယ်လီကိုတေချာဆိုင်ကြီးကတရားခွင်နဲ့ဦးဆောင်ဝင်လိုက်ပါတယ်။လေးနိုင်ငံတရားသူကြီးတွေဝင်လာချိန်မှာနောက်ဆုံးမှထပ်ရက်လာတဲ့ဂေါ်ရင်းဟာနောက်ဆုံးမှတည်ငြိမ်သွားပြန်ထိုင်သွားပါတယ်။တရားသူကြီးချက်စင်ကပဲကမ္ဘာညဉ့်ညမ်းရေးကိုစန့်ကျင်တဲ့ရာဇဝတ်မှုအတွက်တမိုင်းမှာပရမဆုံးတရားစွဲဆိုမှုကိုစတင်ဖွင့်လက်ခါရက်စကြမ်းကြုတ်ပြီးဆုံးရှုံးမှုများလုံးတဲ့ပြစ်မှုအတွက်လူအဖွဲ့အစည်းမှလိလူရှု
ရှုမိခဲ့ပါကနောက်တစ်ချိန်ထပ်ဖြစ်လာရင်သူတို့ရှင်သန်နိုင်မှာမဟုတ်တော့ဘူးလို့ဆိုပါတယ်ခုံမော်ကတရားခံအယောက်20ကျော်ဟာလူမျိုးရေးခွဲခြားမှုအကြမ်းဖက်မှုနဲ့မောက်မရက်စက်မှုတွေရဲ့သင်္ကေတတွေမို့ဒီလူတွေရဲ့စိတ်ထဲမှာထိုအရာတွေကိန်းရောက်နေသေးဖြစ်လို့အလျှော့ပေးဆက်ဆံလို့မရပဲယနေ့ခေတ်စစ်ပွဲတွေဟာဒေသတွင်းမှာလည်းမဟုတ်တော့ပဲကမ္ဘာစစ်ဖြစ်လာတဲ့အခါဘယ်နိုင်ငံကြီးမှဘေးထွက်နေလို့မရတော့တဲ့အတွက်ဒါမျိုးတွေထပ်ဖြစ်မလာအောင်ခေါင်းဆောင်တွေကိုယ်တိုင်ဥပဒေကိုလိုက်နာတာဝန်ယူပြီးတားဆီးရပါမယ်အခုဂျာမနီကိုစတင်တရားစွဲနေတဲ့ဥပဒေလိုမျိုးခုံပေါ်မှာထိုင်နေတဲ့အင်အားကြီးနိုင်ငံတွေကကျူးကျော်ကျူးလွန်ခဲ့ရင်လည်းတသမတ်တဲ့အရေးယူနိုင်မှသာအာဏာရှင်စနစ်နဲ့မိမိပြည်သူအပေါ်ဖိနှိပ်အကြမ်းဖက်မှုတွေကိုဟန့်တားနိုင်မှာဖြစ်ကြောင်းအသိပေးပါတယ်အဲဒီနောက်ဟာမန်ကိုရင်ကိုကိုယ့်ဘော်ဆွဆွဲချက်တွေအပြည့်ရှိမရှိထွက်ဆိုရန်မိုက်ခရိုဖုန်းရှိကိုထွက်ရခိုင်းပါတယ်။ဒါပေမဲ့ကြီးညာကြစာရွက်ကိုဖတ်နေတဲ့ကိုရင်ဟာထွက်ဆိုချက်ပေးခွင့်မပြုကြောင်းနဲ့အမိန့်မချခင်မှာတော့ရှောက်လက်ခွင့်ပြုမယ်လို့အသိပေးရင်အပြစ်ရှိလားမရှိဘူးလားသာဖြေခိုင်းပါတယ်။ဂျာမန်လိုဒေါသကြီးထွက်ဆိုလိုက်တဲ့ကိုရင်ဟာသူ့နေရာမှာပြန်ထိုင်လိုက်ပြီးကယ်လီကိုဒေါသကြီးလက်ကြီးခဲ့ပါတယ်။အမီတို့အိမ်ကိုရောက်သွားတဲ့ကယ်လီတယောက်ဂေါ်ရင်ရဲ့ဇနီးနဲ့သမီးကိုအမေရိကန်တွေဖမ်းသွားပြီဆိုတာကြောင့်ရထားပူတာမှလိုက်ရှာခဲ့ပြီးမတွေ့တာနဲ့ကားနဲ့စီရောက်သွားပါတယ်။အမီကိုအမှုပညာပစ္စည်းခိုးယူမှုမှာကြံရပါအဖြစ်ဖမ်းဆီးလိုက်ပြီးအတာကိုတီလာရှင်ကြောင့်ပို့လိုက်ပြီးဆိုတဲ့ကားနဲ့ကသူဘာမှမတတ်နိုင်ကြောင်းချင်းကသူတို့ပုံနေတဲ့နေရာကိုမင်းဘလို့သိလဲမိပါတယ်။ထိုကိစ္စဂေါ်ရင်ကိုအတိမပေးပဲအတာကစန်းနေရတီးပူကြောင်ပြောနေစဉ်အခန်းထဲရောက်လာတဲ့ဆရာဝန်အသက်ကမိန်းမနဲ့သမီးအဖမ်းခံရကြောင်းကယ်လီမပြောဘူးလားလို့ဝင်မိပါတယ်။ထိုကိစ္စအတွက်ပြဿနာတက်နေတဲ့စိတ်ကြမ်းမာရေးဆရာဝန်နှစ်ယောက်ကိုကာနယ်ကခေါ်တွေ့ပြီးချိန်မွန်လွှတ်လိုက်ပါတယ်။နောက်တစ်ရက်တရားခွင်မှာတော့နာသီခေါင်းဆောင်တွေကရုပ်ရှင်ကြည့်ရတော့မယ်လို့လှောင်ပြောင်နေကြပြီးလူသိရှင်ကြားထုံးမပြဘူးတဲ့နာသီအလုတ်စကန်ကမှတ်တမ်းရုပ်ရှင်ကိုတက်သည့်အဖြစ်တင်သွင်းပါတယ်။ထိုမှတ်တမ်းထဲမှာနာသီတို့သိမ်းပိုက်ထားတဲ့ဥရောပနဲ့ဂျာမနီတခွင်ကအချင်းစကန်4000ကျော်ရဲ့တီနေရာနဲ့အတူပထမဆုံးလွတ်မြောက်စေခဲ့တဲ့ဗိုလ်ချုပ်ကြီးပထန်ရဲ့ရုပ်သံနဲ့စတင်ထားပါတယ်။မြောက်များသောအလောင်းတွေကိုအထက်ထက်ထုံပြစွန့်ပစ်ထားတာတွေ့ရပြီးတချို့အလောင်းတွေကြားမှာအယိုးပေါ်အရေးတင်အသက်ရှင်ကျရစ်သူအချို့ကိုစေကူတာဖို့ကြိုးစားခဲ့ပါတယ်။အမေရိကန်ရေတပ်မှတုတ်ပန်တယောက်ဟာကံကောင်းစွာနဲ့သူသေးဖို့အလက်မရောက်ခဲ့ပေမဲ့သူမျက်မြင်ကိုယ်တွေ့အရနာသီတို့ရဲ့ကွက်မျက်နီး6မျိုးလောက်မှာဓာတ်ငွေလွတ်တာတွေတနက်တုတ်တာတွေနှင်းတော်ထဲမှာ48နာရီလောက်ရက်ခိုင်းပြီးရေအေးနဲ့ဝိုင်းပတ်ကြသလိုအစာဖြတ်ခြင်းခွေးစာကျွေးခြင်းနဲ့ပေတရာမြင့်နဲ့ကြောက်ထဲတွန်းချတာမျိုးကအမှန်တကယ်ဖြစ်ကြောင်းထုတ်ပြောထားပါတယ်။ဒါတွေကတကယ်မှတ်တမ်းရုပ်ရှင်အစစ်တွေဖြစ်လို့ပေါ်လစီနဲ့မညီတဲ့အတွက်ကြော်ခွင့်ပြုရန်တောင်းဆိုပါတယ်။အသက်ရှင်ခွင့်ရသွားပေမဲ့ထိတ်လန့်ယူသွနေရရှိတဲ့လူအချို့ကြောင့်ဟာဝီတယောက်မျက်ရည်ကျလာပြီးလူသေးတွေကိုအမိုက်လို့ရှင်းလင်းနေတဲ့ရုပ်သံအားကြာကြာမကြည့်နိုင်တော့တဲ့ကယ်လီလည်းထထွက်သွားပါတယ်။အချုပ်ခန်းထဲပြန်လာတဲ့ဂေါ်ရင်ကိုကြိုဆောက်နေပြီးအခုတွေးခဲ့ရတာတွေကဘာတွေလဲလို့မေးတဲ့အခါဟင်းမလားလက်ချက်လို့ဖြေပါတယ်။နာမည်ကြီးစကန်ထောင်းနေရကအချက်လက်တွေကိုသူအမိတ်ပေးခဲ့တာမဟုတ်သလိုမှတ်တမ်းကအတူလို့ပြောနေတဲ့ဂေါ်ရင်ဟာသူ့ကိုအမှန်တိုင်းပြောဖို့တောင်းဆိုတော့ဂျက်ဆင်ထန်သွားပြောဦးမလို့လားလို့မေးပါတယ်။ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ဂျပန်လူမျိုး3သိန်းခွဲလောက်ကိုပြာဖြစ်သွားစေတဲ့အမေရိကန်တွေကသူ့ကိုဆေးရသွေးမှုနဲ့တရားစွဲဖို့ပြင်နေတဲ့ဆိုတာကြောင့်စစ်ပွဲရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ပြည်သူတွေတည်ခဲ့ရတာရဲ့ရည်ရွယ်ချက်ရှိအချင်းစကန်တိဆောက်ပြီးလူမျိုးစုတစ်ခုလုံးကိုရှင်းလင်းတာနဲ့တော့မတူတဲ့အကြောင်းထောက်ပြပါတယ်။ဂေါ်ရင်ကတော့မင်းတို့လွတ်လပ်နေပြီးငါအချင်းကျနေတာဟာမင်းတို့ရဲ့ကိုချစ်တရားတာလုံးလို့မဟုတ်ပဲစစ်ပွဲနိုင်သွားလို့သာဖြစ်ကြောင်းနဲ့စစ်ပွဲပြည်နေဖြစ်တဲ့ဂျန်ချစ်ခံနဲ့အလက်ဇန္ဒာဒဂရိတ်တို့ကိုတော့လူသက်သမားလို့ဘယ်သူမှမမြင်ဘူးဆိုတဲ့အတွက်ခင်ဗျားကတော့စစ်ပွဲပြည်ရင်မဟုတ်ပဲအချုပ်ခန်းထဲကဝါတုတ်တကောင်ပဲလို့တုတ်ပြန်တဲ့အခါကယ်လီရဲ့ဘဝတစ်လျှောက်လုံးသူ့ရဲ့ခဏတာလွှမ်းမိုးမှုကကြီးစိုးနေလိမ့်မယ်လို့ဆိုပါတယ်။ဒါကြောင့်ကိုစိုက်ပြိုသမျှကိုယ်တိုင်ရိတ်သိမ်းရမယ်လို့ပြောခဲ့လိုက်ပြီးအရက်ဝိုင်းမှာအတွင်းများနေတဲ့ကယ်လီထံလီလာကသတင်းလာနိုင်သွားပါတယ်။ထိုစကားတွေသတင်းမျက်နှာဖုံးမှာပါလာတဲ့ကိစ္စကြောင့်ကယ်လီကိုတာဝန်ကရက်ဆဲပြီးအမေရိကန်ပြန်ဖို့အမိန့်ပေးလိုက်ပါတယ်။ဘူရာရောက်လာတဲ့ကယ်လီကိုဟာဝီကလာစောင့်နေပြီးဒီတရားခွင်မှာအရာရာပြင်ဆင်ထားတဲ့ဂေါ်ရင်သာအနိုင်ရသွားမှဆိုတဲ့ကယ်လီဟာသူဟာဒီထရိုက်မှာကြီးပြင်းခဲ့သူမဟုတ်ပဲနယူးနစ်မှာမွေးတဲ့ဂျာမန်တယောက်လို့ဖွင့်ပြောလာပါတယ်။မျက်လုံးအပြရောင်နဲ့ရွှေရောင်သပင်ကြောင့်သာဂျူးလူမျိုးအဖြစ်ကဖုံးကွယ်နိုင်ခဲ့တာဖြစ်ပြီးသူ့အဖေဆိုပရမကဘာစစ်တုံးကဂျာမန်အတွက်တိုက်ပွဲဝင်ခဲ့မှုတဲ့မျိုးချစ်ဂျူးလူမျိုးတယောက်ဖြစ်ခဲ့ပေမဲ့ဂျာမနီကထွက်သွားမှရမယ်လို့နားလည်သွားခဲ့ပါတယ်။ပြဿနာကခီးသွားပြီးသားအတွက်သူတို့မိသားစုကိုဘယ်နိုင်ငံကမှလက်မခံခဲ့ပဲသူတယောက်ထဲသာ1940ကလွတ်မြောက်ခဲ့တာဖြစ်ပြီး1944အိုမာကန်တက်တိုက်ပွဲမှာပါဝင်ခဲ့တဲ့စာချင်းဟာညီမဖြစ်သူဆွစ်ဇာလန်ကိုလွတ်မြောက်သွားကြောင်းသတင်းရပေမဲ့1940မှာအော့စဝစ်ကိုရောက်သွားတဲ့မိဘနှစ်ပါးကိုတော့ပြန်ရှာမရခဲ့ပါဘူး။နာဇီတွေကသူတို့လူမျိုးကိုဖြည့်ရှင်းရခက်တဲ့ပုံစံအဖြစ်မှတ်ယူထားပြီး Final Solution ဆိုတဲ့ခေါင်းစဉ်နဲ့အဖြေရှာရှင်းလင်းသွားတာမို့တရားခွင်မှာဘာဖြစ်ဖြစ်အရေးမကြီးတော့ဘူးဆိုတဲ့ကယ်လီယာသူ့အတွက်တော့အလွန်အရေးကြီးတယ်လို့အသိပေးရင်တခုခုလုပ်ပါအောင်လို့တောင်းဆိုပါတယ်။သူမတတ်နိုင်ဘူးလို့ညင်းနေတဲ့ကယ်လီကိုဒီဖြစ်ရက်တွေဟာလူတွေတားဆီးနိုင်ရဲ့သားနဲ့ခွင့်ပြုပေးခဲ့တာကြောင့်လို့လည်းသတိပေးသွားပါတယ်။ဒါကြောင့်ဂေါ်ရင်ကိုအနိုင်ယူဖို့အဖြေရှာမရသေးတဲ့အပြင်တရားသူကြီးချုပ်ယာရုကိုပါလက်လွတ်လိုက်ရပြီဖြစ်တဲ့ဂျက်ဆန်ထံခမားထောင်ချောက်တဲ့ဝင်နေရလို့အပြေးသွားပြောပါတယ်။ဟာမန်ဂေါ်ရင်အဖမ်းခံခဲ့တာဟာနာဇီတွေရဲ့ဂုံတိတ်ခါကိုအဖက်ဆယ်ဖို့ရည်ရွယ်ချက်နဲ့မို့တရားခွင်မှာထွက်
ထွက်ဆိုခွင့်မပေးဖို့နဲ့သူစာအုပ်ထုတ်ဖို့တီးသတ်မှတ်တမ်းတင်ထားတဲ့စာအုပ်ကိုလက်လွှဲခဲ့ပါတယ်ဒီလိုနဲ့ဘယ်တော့မှမမာဘူးလို့ထင်ထားတဲ့ ရိုင်းမာရှယ်ကြီးအတွက်လက်ကွက်ကတော့သူ့မာနာကိုပြန်တိုက်ခိုက်ဖို့ပဲဖြစ်ပြီးအချင်းစခန်းတွေအကြောင်းဘလောက်ပဲနှုတ်ဆိတ်နေပါသေးကျူးလွန်သူ access နဲ့ final solution ဆိုတဲ့အမိန့်စာမှာသူလက်မှတ်ထိုးခဲ့တာဝန်ခံလောင်လုပ်ဖို့ကယ်လီကအကြံပေးထားပါတယ်အလုပ်ထုတ်ခံလိုက်ရပြီဖြစ်တဲ့ကယ်လီလည်းစစ်ဝတ်ဆောင်ချုပ်ပြီးတရားခွင်ကိုတက်ရောက်လာပါတယ်ထုံးစံတိုင်းတရားသူကြီးကဂျက်ဆင်ကိုအစင်သစ်ဖြစ်ပြီးလာမေးတာနဲ့ဟာမန်ကော်ရင်းကိုတသိခုံပေါ်ဆင့်ခေါ်တဲ့အခါယုံကြည်ချက်အပြည့်နဲ့ရှေ့ထွက်လာပါတယ်တသိခုံမှာမထိုင်ခင်ဦးတော်ဓာတ်ပုံရိုက်ခံခဲ့တဲ့ကော်ရင်းဟာဟစ်တလာတည်ဆုံးသွားတဲ့ကိစ္စပေါ်တန်တရားရှိလာမေးတော့မရှိဘူးလို့ဖြေပါတယ်နာဒီရဲ့ရွေချက်အမှန်ကပါတီတွင်းခေါင်းဆောင်မအကြောင်းရှင်းပြနိုင်သူတယောက်တည်းဖြစ်တဲ့ကော်ရင်းကိုခင်ဗျားတို့ပါတီကပထမဆုံးဒီမိုကရေစီအစိုးရဖြစ်တဲ့ဝေမာရီပတ်ဘလစ်ကိုဖျောက်ချခဲ့တာလားမေးတော့ခိုင်မာတဲ့ရွေချက်တစ်ခုဖြစ်ပြီးမလိုအပ်တော့ဘူးထင်တဲ့ပါလီမန်အစိုးရစနစ်ကိုဖျက်သိမ်းခဲ့ကြောင်းဖြေပါတယ်ရခိုင်အစိုးရဟာဂျာမနီကိုဖျက်ဆီးလို့နေပါဖြစ်စေခဲ့တဲ့အတွက်ပြည်သူတွေကိုယ်တိုင်ကသူတို့ကိုရွေးချယ်တင်မြှောက်ခဲ့ကြောင်းအေးဆေးစွာဖြေနေတဲ့ကော်ရင်းကြောင့်ဝါခရိုင်ကိစ္စသာမေးရန်အတွင်းရေးမှုကအကြံပေးပါတယ်အတိုက်ခံပါတီအားလုံးကိုဖျက်သိမ်းပြီးအချင်းစခန်းဆောက်ခဲ့တဲ့ကိစ္စကတော့ကွန်မြူနစ်အကြမ်းဖက်တွေကိုထိန်းသိမ်းရန်စခန်း3ခုလောက်ဆောက်ခဲ့တာလို့ဆိုပါတယ်လူအချို့ကိုတတ်ချင်ရင်အတုံးချလို့ရမယ့်လက်ခံတော့အဖွဲ့အစည်းရှိလားဆိုတဲ့အခါအခြားနိုင်ငံတွေနေတူဂျာမနီရဲတပ်ဖွဲ့ SS ရှိခဲ့ပြီး SA လည်းထိုနည်းတူလူတပ်ဖို့အမိန့်မရခဲ့သလိုသူ့လက်အောက်မှာမရှိဘူးလို့ညင်ပါတယ်အခြားနိုင်ငံကလူတရားကို SS ကဘာလုပ်တယ်ဂတ်စတာဘိုဘာလုပ်တယ်ရှင်းပြဖို့မလွယ်ကူပဲဟင်မလာလက်အောက်ကထိုရဲတပ်ဖွဲ့ဟာအလုတ်စခန်းတွေကိုစောင့်ကြပ်ခဲ့တယ်လို့ပုတ်ထုတ်နေရကြောင်းလူတပ်လုပ်ငန်းစဉ်တွေအကြောင်းကိုရောမသိဘူးလားလို့ဒဲမိလိုက်ပါတယ်တည်ငြိမ်နေတဲ့ခေါ်ရင်းကတော့သူသာစခန်းကိုစောင့်ကြပ်တဲ့ SS ရဲ့စခန်းမှုဆိုရင်သိနိုင်မှာပေါ့လို့ဖြစ်နေတဲ့အတွက်အင်အားကြီးနိုင်ငံဖြစ်လာသေးဖို့ဘာဆိုင်စာချုပ်ကန့်သက်ချက်တွေကိုချိုးဖောက်ခဲ့လားဆိုတဲ့မိကွန်းဟာထိုစာချုပ်ရှိမရှိတန်မာတဲ့ဂျာမနီနိုင်ငံကိုလိုချင်ပါတယ်လို့ဆိုပါတယ်ပထမကမ္ဘာစစ်မတိုင်ခင်ဂျာမန်အင်ပါယာလက်အောက်မှာမရှိခဲ့တဲ့နိုင်ငံတွေကိုကျူးကျော်သိမ်းပိုက်ခဲ့တဲ့ကိစ္စကိုတော့ထိုနိုင်ငံလေးတွေကသူတို့ဘာသာပူးပေါင်းခဲ့တာမို့မယုံလဲမတတ်နိုင်ဘူးလို့တုံ့ပြန်ပါတယ်အဖြေကိုသာတက်တက်ဖြေခိုင်းနေတဲ့ဂျက်ဆင်ကိုတရားသူကြီးတွေကတားနေရကြောင်းဒီမောက်မာပြီးမလေးမစားမှုရတွေပြနေတဲ့တရားခံဟာနာဇီဝါဒပြန်လဲရှင်းသလောက်လှုပ်ဆော်နေတာမို့သူတို့ကခုခံခွင့်တော်မပေးပဲတပ်ပစ်ခဲ့သူကိုယခုဒီမှာခြေပခွင့်ပေးနေရလို့မချေမချမ်းပြောပေမဲ့တရားသူကြီးတွေကတော့ဆုံးဖြတ်ချက်ကအတီးပဲလို့အသိပေးပါတယ်အတာရနေတဲ့ကော်ရင်းဟာဂျက်ဆင်ကိုလောင်ပြောင်ခဲ့ပြီးဩစတြေးလျနဲ့ဆူဒန်နယ်မြေတွေဟာဂျာမန်အပိုင်ဖြစ်တဲ့အကြောင်းရင်းကတော့ကိုပိုင်ပြဋ္ဌာန်းခွင့်အရပြည်သူတွေရဲ့ရပိုင်ခွင့်လို့ဖြေပါတယ်နောက်ထပ်ဂျူးလူမျိုးနဲ့ပတ်သက်ပြီးနူးရင်ဘတ်ဥပဒေကိုကြီးညာခဲ့လာမိတဲ့အခါလွတ်တော်ဥက္ကဋ္ဌအနေနဲ့သူ့တာဝန်မှု1935မှာကြီးညာခဲ့ပါတယ်အဲ့ဒီနောက်ဂျူးလူမျိုးတွေနဲ့ပတ်သက်ပြီးစီးပွားရေးပိတ်ပင်မှုတွေဖိနှိပ်သိမ်းပိုက်တဲ့မိကွန်းတွေကိုဖြေခွင့်မပေးပဲ1941ဇူလိုင်လ31တုန်းကဂျူးလူမျိုးတုတ်တင်ရေး final solution စီမံကိန်းအတွက်ဟင်မလာနဲ့ Ryan Hydrate ကိုတာဝန်ပေးခဲ့တဲ့အမိန့်စာကြောင်းပြီးတော့အဲ့ဒါမမှန်ဘူးလို့ညင်းနေရကြောင်းလက်မှတ်ထိုးထားတဲ့စာရွက်ကိုပြပါတယ်အားလုံးကဂေါ်ရင်းကြောင်ပိတ်မိနေပြီလို့ထင်လိုက်ပေမဲ့အမိန့်စာမှာပါတဲ့စာလုံးကဘာသာပြန်မားနေကြောင်းနဲ့ပြီးပြည့်စုံတဲ့ဖြည့်ရှင်းနည်းလို့အထိပ္ပယ်ရပြီးနောက်ဆုံးဖြည့်ရှင်းနည်းမဟုတ်ပဲသူအမိန့်ပေးပြီးတဲ့18လကြာတဲ့အထိဟင်မလာနဲ့ Hydrate တို့ကဘာမှမဆောင်ရွက်နိုင်သေးတဲ့အတွက်ဂျူရီကိုပြည်ပထွက်ခွာအောင်လုပ်ဖို့တာဝန်ပေးခဲ့တာပရမစာကြောင်းမှလည်းပါပြီးသားလို့ပြန်ထောက်ပြပါတယ်တသိကိုမေးစရာစကားတော့မရှိတော့တဲ့ဂျက်ဆင်ဟာတရားသူကြီးပြောသမျှကိုလည်းပြန်မဖြေနိုင်လို့ဂေါ်ရင်းကိုပြန်လွှတ်တော့မဲ့အချိန်မေးစရာရှိပါတယ်ဆိုတဲ့ Maxwell Fight ကအမေရိကန်နေပဲတရားလိုစစ်ဆေးမဲ့ကိစ္စကိုကြားဝင်လာတဲ့အတွက်မဟာမိတ်ပြည်တင်ကမိတ်ဆွေကြီးကိုကြိုးဆိုပါတယ်လို့ခွင့်ပြုပေးလိုက်ပါတယ်ရိုးရှင်းတဲ့မိကွန်းအနေနဲ့1942မှာဟစ်တလာပေါ်ရှိခဲ့တဲ့ဩဇာလွှမ်းမိုးမှုဆုံးရှုံးသွားတယ်လို့ထွက်ဆိုခဲ့ပေမဲ့ထိုအချိန်ကခမားဟာနိုင်ငံရဲ့စစ်တေနာပတိချုပ်ရိုင်းမာရှယ်အနေနဲ့ရှိနေသေးမဟုတ်လားလို့မေးပါတယ်ဟစ်တလာစက္ကန့်သူအဖြစ်ရှိနေသေးတယ်ဆိုတဲ့ဂေါ်ရင်းဟာအဲ့ဒီနှစ်မှာဂျူးသုံးတန်းအသက်ခံခဲ့ရတဲ့ကိစ္စကိုလုံးဝမသိဘူးလားမေးတော့ညင်းနေသေးမို့နောက်တစ်နှစ်1943မှာဂျူး8သိန်းနဲ့1944မှာအနည်းဆုံးဂျူး8သိန်းတည်ဆုံးခဲ့တဲ့ကလည်းခမားဟာရိုင်းမာရှယ်တာဝန်ယူထားတဲ့ဖြစ်ပြီး1945မှာဂျူး2သိန်းခွဲနဲ့စုစုပေါင်း6တန်းအပြင်ဆိုဗီယက်ပိုလန်နဲ့အခြားနိုင်ငံကသိပ္ပံပညာရှင်အနုပညာရှင်နဲ့စာရေးဆရာစားတဲ့ပညာရှင်တွေဟာစစ်ပွဲကြောင့်ကြီးသိမ်းခဲ့တာမဟုတ်ပဲဂျာမနီနိုင်ငံတော်ကစနစ်တကျရှင်းလင်းတုံ့တင်ခဲ့တဲ့တစ်ချိန်လုံးမှာခမားဟာနိုင်ငံရဲ့အမြင့်ဆုံးရာထူးရိုင်းမာရှယ်တာဝန်ယူထားပြီးအဲ့ကိစ္စတွေတခုမှမသိခဲ့တာလားဆိုတာဖြေပေးအောင်လို့ကြောင်ပိတ်ရိုက်ပါတယ်ဖြေစရာမရှိတော့တဲ့ဂေါ်ရင်းဟာဒီကလူအလုံးဂျူး6တန်းကိစ္စသိနေပြီမို့အခုထိဖြူဝါနောက်လိုက်အောင်မလားဆိုတဲ့မိကုံးကိုဟိုင်းဟစ်တလာလို့ဖြေတဲ့အတွက်ပွဲပြီးသွားပြီဖြစ်ပါတယ်ဘူပေါင်းအနိုင်
ခံရမှုအတွက်အောင်ပွဲခံနေကြတဲ့မြင်ကွင်းကိုဂေါ်ရင်းတယောက်ထိုင်ကြည့်နေခဲ့ရပြီကာနယ်နဲ့ဟောင်ဝီတို့ဟာကယ်လီရဲ့သူ့တည်တနာအရေးပါမှုကိုအတိမတ်ပြုသွားပါတယ်တရားသူကြီးချက်စင်ကလည်းသူ့ကိုကယ်လီတတိပေးခဲ့တယ်လို့ဂေါ်ရင်းကိုတယောက်တည်းအနိုင်ယူလို့မရပဲကယ်လီရေးထားတဲ့အတိုင်းဂေါ်ရင်းဟာဟစ်တလာကိုမဆန့်ကျင်ရတဲ့သတင်းအချက်လက်ကြောင့်နာဇီတစ်ဖွဲ့လုံးကိုဆက်လက်အနိုင်ယူနိုင်တော့မှာဖြစ်ပါတယ်တခုလုံးစရာကြံသေးတဲ့ဆိုရဲကယ်လီဟာထောင်ထဲကဂေါ်ရင်းကိုဝင်တွေ့တော့မင်းသူတို့ကိုကူညီပေးလိုက်တာပဲဆိုရဲဂေါ်ရင်းဟာသူအိမ်ပြန်တော့မှမို့လမ်းနှုတ်ဆက်ကြောင်းပြောတော့သူနဲ့ခဏတာတငယ်ချင်းဖြစ်ခဲ့ဘူးတဲ့ကယ်လီကိုလက်ဆွဲကြမလားမေးပေမဲ့နှုတ်ဆက်လိုက်ပါတယ်နှစ်ပေါင်းများစွာကြာလာရင်ငါတို့လူသားတွေပဲဆိုတာကိုအတိမပြုတ်နိုင်မှာမလားငါတို့အကြောင်းဘာတွေပြောကြမလဲသိချင်မိတယ်ဆိုတဲ့စကားကကယ်လီကိုအတွေးများစေခဲ့ပါတယ်1946စက်တင်ဘာလ30ရက်နေ့နိုင်ငံတကာခုံရုံးစီရင်ချက်အရနာဇီပါတီမှာဟစ်တလာပြီးရင်ယာတို့အကြီးဆုံးဖြစ်တဲ့ဂေါ်ရင်းရဲ့အဖြစ်ဟာကြီးမားလွန်းလို့ခွင့်လွှတ်ပေးစရာအကြောင်းမရှိတဲ့အတွက်ကြိုးပေးကွက်မြက်ရန်အမိန့်ချမှတ်လိုက်ပါတယ်အောက်တိုဘာ16ရက်နေ့ကွက်မြက်မဲ့ညမှာအကျဉ်းသားတွေကို17:45ထိအတိမပေးပဲ8နာရီကတည်းကမဟာမိတ်4နိုင်ငံကသတင်းတောက်2ယောက်စီကိုကြိုးပေးမဲ့အစီအစဉ်ကြောင့်ရှင်းပြဖို့နဲ့အိတ်ဆေးတောင်းတဲ့အကျဉ်းသားတွေကိုမုတ်ဖို့ဆိုတာပါတဲ့ဂျုံဆေးပြတာပေးရန်ညွှန်ကြားထားပါတယ်ည9နာရီမှာအိတ်ဆေးမြူတဲ့ဂေါ်ရင်းတယောက်သူ့ဇနီးအမ်မီရဲ့တပ်ပုံကိုကြည့်ရင်လက်ဖွားနှစ်ဖက်ကိုပို့လိုက်ချိန်မှာဆိုင်ယာနိုင်အစိတ်တောက်ရောက်လာတဲ့နောက်ကယ်လီတင်ပေးဖို့တလို့အဘာရာကာဒါဗရာလို့ရွတ်ဖတ်ရင်အစိတ်ကိုကိုက်ဖောက်လိုက်ပါတယ်ကျိုးစဉ်ပြင်ဆင်မှုအကြောင်းရှင်းပြနေတဲ့ကနေတယောက်အချက်ပေးမြည်တမ်းနေကြအပြေးသွားကြည့်တော့ဂေါ်ရင်းသိနေတာမြင်လိုက်ရတဲ့အတွက်ရုံမာတဲ့ကောင်လို့မကြေမချမ်းရေရွတ်လိုက်ပါတယ်ကွန်မြတ်မှုကိုတော့ဆက်လုပ်ဖို့အမိတ်ရထားပြီးအဝိဝစ်ဖို့ညှင်းဆန်နေတဲ့ဆိုတဲ့ဂျူလီယာစထရိုက်ကာထံဟောင်ဝီရောက်သွားပါတယ်နောက်ဆုံးအချိန်မှာသူဟာဂျူးလူမျိုးတယောက်ဖြစ်ကြောင်းစထရိုက်ကာကိုအသိပေးဖို့ဆုံးဖြတ်ထားပေမဲ့မင်းကမိတ်ဆွေကောင်းပါလို့ပြောရင်ငိုနေတဲ့စထရိုက်ကာကိုအတူသွားကြမယ်လို့ချော့ခေါ်သွားပါတယ်ကျိုးစဉ်ကိုထိတ်လန့်သွားကြည့်ရင်တေကန်ဒီသွေးယူသွေးတန်းဒီအော်သွားတဲ့စထရိုက်ကာဟာတော်တော်နဲ့အသက်မထွက်သေးတာကြောင့်တပ်သားတယောက်မှအောက်ကဆောက်ဆွဲပြီးအဆုံးသတ်ပေးခဲ့ရပါတယ်အားလုံးပြီးသွားပြီမို့ဆေးလိပ်ပြန်တောက်တော့မဲ့ဟောင်ဝီယာအထက်ကကျိုးပေးတန်နေကြောင်းဆေးလိပ်ကိုလွှင့်ပစ်လိုက်ပါတယ်အမေရိကမှကယ်လီတယောက်ဂေါ်ရင်းတက်တည်သွားတဲ့သတင်းကြောင့်ခွေးမသားလွတ်သွားပြီလို့ရေရွတ်လိုက်တယ်လို့နာဇီခေါင်းဆောင်တွေရဲ့အလောင်းကိုဒါခေါ်အချင်းစကန်မှာတကြိုပြီးအယိုးပြတွေကိုတော့အိုက်ဆာဆိုရက်မြစ်ထဲမျောတော့မှာဖြစ်ပါတယ်ကယ်လီရေးသားခဲ့တဲ့စာအုပ်မှာဒီနာဇီခေါင်းဆောင်တွေရဲ့ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်ကအမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံတိုင်းမှာအဲ့လိုအာဏာလိုချင်တဲ့လူမျိုးတွေဟာစိတ်ဝတ်ဆုံဝတ်မထားပေမဲ့ကျင်းသိရှိနေကြောင်းအရက်တောက်ပြီးပေါ့ကတ်မှတစ်ဆင့်ထုတ်လွှင့်ခဲ့တဲ့ကယ်လီကိုမောင်းထုတ်လိုက်ပါတယ်ပြီးတော့ကိုယ်နိုင်ငံကိုအပုတ်ချတာကစာအုပ်ရောင်းကောင်းမဲ့နီလန်းမဟုတ်ဘူးဆိုတဲ့လူကိုဘာမှပြန်မပြောဘဲအရက်တစ်ခွက်နဲ့ထွက်လာလိုက်ပါတယ်ရောဘတ်ဂျက်ဆင်ဟာအမေရိကန်တရားလွှတ်တော်ချုပ်ဖြစ်ပြန်ရောက်လာခဲ့ပြီးလူရင်ဘတ်မှာပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေဟာမြန်မာခေတ်စစ်ရာဇဝတ်မှုတွေရဲ့အခြေခံအုတ်မြစ်ဖြစ်လာပါတယ်စစ်တပ်ကထွက်သွားတဲ့စာချင်းဟောင်ဝီကတော့ဆွစ်ဇာလန်ကသူညမကိုအမေရိကထံပြန်ခေါ်ခဲ့ပြီးအသက်63နှစ်အရွယ်ထိရှင်သန်နေထိုင်ခဲ့ပါတယ်ဒေါက်တာဒေါက်ကလတ်ကယ်လီရဲ့စာအုပ်ဟာအောင်မြင်ခြင်းမရှိခဲ့ပဲနောက်ထပ်စာအုပ်လည်းထပ်မရေးတော့တဲ့ကယ်လီဟာသူ့ရဲ့သတိပေးချက်တွေကိုဂရုမစိုက်တဲ့အပေါ်မတတ်မတာဖြစ်ခဲ့ပြီး1958မှာတော့အချိန်တော်ကြာခံစားခဲ့ရတဲ့စိတ်ရောဂါကြောင့်ဟာမဂေါ်ရင်းဒီတို့ဆိုင်ယာနိုင်အသုံးပြုကအဆုံးစီရင်သွားခဲ့ပါတယ်ဟာမဂေါ်ရင်းအပါဝင်နာမည်ကြီးနာဇီခေါင်းဆောင်တွေဖြစ်တဲ့ရူဘန်ထရော့စစ်ဦးစီးချုပ်ကင်တယ်နဲ့ဂျူလီယာစထရိုက်ကစသည်တို့ဟာတေတံချမှတ်ခံခဲ့ရပြီးရူဒိုဟတ်စ်နဲ့၃ဦးကိုတသက်တကြွစစ်လက်နက်နဲ့ပြည်သူ့ကပညာရှင်အဲဘတ်စပီယာနဲ့အခြား၄ယောက်ကို10နှစ်မှ20ထောင်ဒဏ်များနဲ့အခြား၃ဦးကတော့အပြစ်မရှိတဲ့အတွက်လွတ်မြောက်သွားပါတယ်